တိန်းတရားရှိရင်ဘာလုပ်မလဲလက်တွေ့အမျက်ထွက်မဲ့လုပ်ငန်းတစ်ဆက်ခုဝန်ထမ်းဘဝကနေကြောခိုင်းပြီးတိန်းတရားနဲ့ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်စေမဲ့လမ်းပြမြေပုံဒီလုပ်ငန်းတွေကိုသာတီးခဲ့ရင်ကျွန်တော်ကျမတိန်းတရားကိုအလားအတအဖြုံးခံမှာမဟုတ်ဘူးThe Mini Mart Specialty Convenience Store ရက်ကွက်ထဲမှာအခြေခံစားတောက်ကုန်ပြင်လူငယ်တွေကြိုက်တဲ့ထိုင်းကိုရီးယားမုန့်တွေအဖျော်ရမကာတွေကိုတီးတန့်ရောင်းတဲ့ Mini Mart လေးတွေပါအောင်မြင်နိုင်ခြင်းတိန်းတရားနဲ့ဆိုင်ကန်းပြင်ဆင်မှုနဲ့စတော့ stock ကိုကောင်းကောင်းတင်နိုင်ပါတယ်နေ့စဉ်ငွေသားစီးဆင်းမှု cash flow မှန်တဲ့လုပ်ငန်းပါနှစ် beauty salon nail spa အလှပရေးရာဟာဘလို့အခြေအနေမျိုးမှာမဆိုအမြဲတမ်းဈေးကွက်ရှိပါတယ်။သပင်ညက်ကောင်းလျှော်ပြင်လက်သေးချေသည့် nails ဝန်ဆောင်မှုကိုပါတွဲလုပ်တာပါ။အောင်မြင်နိုင်ခြင်း skill ရှိတဲ့ဝန်ထမ်းနှစ်3ယောက်နဲ့စတင်နိုင်ပါတယ်။ service ကောင်းရင် customer အမြဲရှိနေမဲ့လုပ်ငန်းပါ။3 mobile phone laptop repair center hardware ဘိုင်းတင်မကပဲ software တင်ပေးတာ repair ပေးတာတွေကိုကျွမ်းကျင်ဝန်ထမ်းနဲ့တွဲလုပ်တာပါ accessory တွေကိုပါတွဲရောင်းနိုင်ပါတယ်။အောင်မြင်နိုင်ခြင်း ID ပစ္စည်းတွေဟာလူတိုင်းရဲ့မရှိမဖြစ်လိုအပ်ချက်ဖြစ်လာလို့ဤပညာကျွမ်းကျင်မှုရှိရင်အမြတ်ရမ်းများပါတယ်။ Lay Food Brand Franchise Distribution နာမည်ရပြီးသားအစားအသောက် brand တစ်ခုခုဥပမာကြက်ကြော်လက်ဖက်ရည်မုံဟင်းခါရဲ့ franchise ကိုဝယ်ယူပြီးနေရာကောင်းကောင်းမှာဖွင့်တာပါအောင်မြင်နိုင်ခြင်း marketing စင်းစရာမလိုပဲ brand နာမည်နဲ့တင်ရောင်းရပါတယ်တိန်းတရဟာ franchise ကြီးနဲ့ဆိုင်ပြင်ဆင်ခအတွက်လုံလောက်ပါတယ်။ငါ distribution agent ဒေတာထွက်ကုန်လက်ကားဖြန့်ချီရေးနေမျိုးတွေကထွက်တဲ့ပစ္စည်းဥပမာကော်ဖီဈေးပဲမျိုးစုံကိုဒေတာထွက်ပစ္စည်းတွေကိုရန်ကုန်မန္တလေးကဆိုင်ကြီးတွေကိုပြန်သွင်းတဲ့အေဂျင့်လုပ်ငန်းပါအောင်မြင်နိုင်ခြင်းကုန်သည်အချင်းချင်းချိတ်ဆက်မှု networking ကောင်းရင်ငွေပုံမှန်လဲပတ်ပြီးအကြီးအကျယ်ချဲ့ထွင်နိုင်ပါတယ်။ Top Stationery Office Supplies ရုံးသုံးကျောင်းသုံးပစ္စည်းကုမ္ပဏီတွေရုံးခန်းတွေနဲ့ကိုယ်ပိုင်ကျောင်းတွေအတွက်လိုအပ်တဲ့စာရေးကိရိယာတွေကိုလက်ကားသွင်းပေးတဲ့လုပ်ငန်းပါအောင်မြင်နိုင်ခြင်းအမြဲလိုအပ်နေတဲ့အသုံးဆောင်တွေဖြစ်လို့ပုံမှန် order ရတဲ့ customer ဘနှစ်ပြီးရထားရင်အေးဆေးအောင်မြင်နိုင်ပါတယ်။ Car Detail Washing Service ကားရည်ဆေးရုံတင်မကပဲကားအတွင်းပိုင်းတန်ရှင်းရေး detailing နဲ့ဝါကတင်နာတွေကိုစက်ပစ္စည်းကောင်းကောင်းသုံးပြီးလုပ်တာပါအောင်မြင်နိုင်ခြင်းအိမ်စီးကားအရေးအတွက်တိုးလာတာနဲ့အမျှကားကိုတန်ဖိုးထားတဲ့လူငယ်တွေအတွက်ဒီဝန်ဆောင်မှုကအရန်ဖြစ်စားပါတယ် Ship Local Travel Agency Camping Gear Rental ပြည်တွင်းခရီးသွားလာမှုပြန်စီကားလာချိန်မှာ camping ပစ္စည်းတွေငှားတာခရီးစဉ် package ရောင်းတာတွေပါအောင်မြင်နိုင်ခြင်းတိန်းတရကိုအဆင့်မြင့် camping ပစ္စည်းတွေဝယ်ယူဖို့နဲ့ marketing အတွက်သုံးနိုင်ပါတယ်အထူးသဖြင့် adventure ကြိုက်တဲ့လူငယ်တွေကြားမှာအောင်မြင်နိုင်ပါတယ် Gobana State Specialized Gym Yoga Studio ခန္ဓာကိုယ်အလှပနဲ့ကျန်းမာရေးစင်တာအခုခေတ်မှာလူငယ်တွေရောလူကြီးတွေပါကျန်းမာရေးနဲ့ခန္ဓာကိုယ်အချိုးအစား fitness ကိုအရန်တန်ဖိုးထားလာကြပါတယ်။ gaming အကြီးကြီးတွေနဲ့မရှင်ပဲ personal training သို့မဟုတ် yoga plates ကိုတီးတန့်အာယုံစိုက်တဲ့ studio အသေးစားလေးတွေပါ။ယင်းနှိမ့်ညွန့်နှံမှုတိန်းတရာတွေကတိန်း50 60ဝန်းကျင်ကိုလိုအပ်တဲ့စက်ပစ္စည်းအချို့နဲ့အခန်းအပြင်ဆင် interior အတွက်သုံးပါ။ကျန်တာကိုကြော်ညာနဲ့ကျွမ်းကျင် trainer ခန့်ဖို့သုံးနိုင်ပါတယ်ဒါကတိန်းတရာနဲ့စနိုင်မဲ့အသေးစားစတင်တာကိုတွက်ပြချင်းပါချဲ့နိုင်ရင်ချဲ့နိုင်တဲ့လောက်ပတ်စံလေးပိုကုန်နိုင်ပါတယ်။အောင်မြင်နိုင်ခြင်းလစဉ်ကြီး member fee ပုံမှန်ရတဲ့အပြင် supplement protein မုန့်တွေနဲ့ကျန်းမာရေးဖြော်ရည်တွေကိုပါတွဲရောင်းရင်အမြတ်နှစ်ဆရပါတယ်။10 bonus နဲ့ digital content creation studio equipment rental studio နဲ့ရိုက်ကူးရေးပစ္စည်းငှားရမ်းခြင်း category content creator တွေနဲ့ online seller တွေအရန်များလာတဲ့အတွက်သူတို့ video ရိုက်ဖို့နေရာကောင်းကောင်း studio နဲ့ camera မီးချောင်း microphone အစရှိတဲ့ပစ္စည်းတွေကိုငှားရမ်းတဲ့လုပ်ငန်းပါအောင်မြင်နိုင်ခြင်းကိုယ်တိုင် video မရိုက်တတ်ရင်တောင်ပစ္စည်းငှားစားရုံနဲ့တင်ဝင်ငွေကောင်းပါတယ်တနေ့တာရိုက်ကူးခ studio rental fee တွေကလက်ရှိဈေးကွက်မှာအတော်လေးဈေးကောင်းရနေတဲ့လုပ်ငန်းဖြစ်ပါတယ်လူငယ်တွေအတွက်အကြံပြုချက်တိန်းတရရင်းနှီးတဲ့အခါမှာအရန်သိမ့်ငွေ buffer fund သိန်း20လောက်ကိုအမြဲချန်ထားပါလုပ်ငန်းစစချင်း3လပိုင်းလောက်အထိလဲပတ်ဖို့အတွက်အရေးကြီးပါတယ်